Hello ကဲဒီနေ့ကတော့လူတိုင်းနဲ့အသုံးဝင်မယ်အသည့်လေးတစ်ခုကိုမျှဝေပေးပါမယ်ရှင်ဘာအကြောင်းလေးလဲဆိုတော့ကျွန်တော်ရဲ့စိတ်ကျွန်တော်ရဲ့အုံနောက်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကျွန်တော်ရဲ့ body ပေါ့နော်ကဲကျွန်တော်ရဲ့အရင်ဆုံးစိတ်ကိုပြောပါမယ်ကျွန်တော်ရဲ့စိတ်ကျွန်တော်ရဲ့အုံနောက်ကျွန်တော်ရဲ့နှလုံးသားကိုပေါ့နော်တအားကြီးလှရှာထားလို့မရအောင်ဒါကိုငြိမ်ငြိမ်ချမ်းထားရမယ်အေးစစ်စစ်ထားရမယ်စိတ်ခွန်အားဖြစ်မဲ့ဟာတွေကိုလှုပ်ရမယ်ဗောနော်စိတ်ကိုငြိမ်အောင်ထားရမယ်အုံနောက်ကိုငြိမ်အောင်ထားရမယ်အလှုပ်ရှားကြီးတအားခံလို့မရဘူးတအားကြီးအတွေးတွေလည်းများလို့မရဘူးတအားကြီးတောကတွေလည်းများလို့မရဘူးဗောနော်ကျွန်တော်တို့ကစိတ်ကိုငြိမ်ငြိမ်ချမ်းထားမယ်အုံနောက်ကိုငြိမ်ငြိမ်လေးထားမယ်ဆိုရင်တော့ကျွန်တော်တို့ကဆုံးဖြတ်ချက်တွေချလိုက်ရင်လည်းမှန်မယ်တောကတွေလည်းမရဘူး depression တွေလည်းမဖြစ်ဘူးတွေ့တိုးနှလုံးစားတဲ့ယောဂတွေနဲ့လည်းလုံးဝကင်းဝေးနေမယ်ပေါ့နော်စိတ်ကိုငြိမ်ငြိမ်လေးထားရင်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကလုံးဝ opposite ကျွန်တော်ရဲ့ခန္ဓာကိုကျတော့ငြိမ်လေးအေးစေးထိုင်နေလို့မရဘူးဟိုလှုပ်ရှားမှုလှုပ်ပေးမှလှုပ်ရှားတော်လာလှုပ်ပေးမှactive ရှိနေမှဒီခန္ဓာကိုယ်အတွက်ကြတော့ကျမရဲ့ညညွတ်တာခန္ဓာကိုယ်နဲ့ကျွန်တော်ရဲ့စိတ်နဲ့ကျွန်တော်ရဲ့နှလုံးသားကျွန်တော်ရဲ့အုံနောက်ကလုံးဝ opposite တခြားစီပေါ့နော်အပြင်မှာကျတော့ကျွန်တော်ကလှုပ်ရှားနေရမယ်အလုပ်လုပ်ရမယ်တော်လာလုပ်ရမယ်လှုပ်ရှားမှုရှိရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အတွင်းလောကကျွန်တော်ရဲ့စိတ်ကျွန်တော်ရဲ့နှလုံးသားကျွန်တော်ရဲ့အုံနောက်ကိုကြားလိုက်ကျွန်တော်တို့ကငြိမ်ငြိမ်ချမ်းထားရမယ်ဆိုတဲ့အသည့်လေးပဲရှိပါတယ်ရှင်ကျွန်တော်တို့ကစီးပွားရေးလုပ်တယ်အလုပ်လုပ်တယ်တောကတွေလာတယ်ဖိအားတွေလာတယ် depression တွေလာတယ်အမျိုးမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအချိန်မှာကျွန်တော်တို့စိတ်ကိုငြိမ်ငြိမ်လေးထားမယ်ကျွန်တော်အုံနောက်ကိုလည်းငြိမ်ငြိမ်လေးထားမယ်ကျွန်တော်ရဲ့လှုပ်စရာတွေကိုတော့အပြင်လှုပ်ရှားလုပ်ရမယ်အလုပ်တွေကိုတော့အမြဲတမ်းလုပ်ပြီးမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်လုံးဝအဆင်ပြေမဲ့အရာလေးတစ်ခုမျှဝေခြင်းပဲဖြစ်ပါတယ်ရှင်